ချစ်ချင်းမြတ်တာဆိုတာကသဘောထားချင်းမတိုက်ဆိုင်ရင်ဘယ်လိုနည်းနဲ့မှအသက်သွင်းလို့မရဘူးပန်းလေးတွေကယားဒီအလိုက်ပွင့်လာပေမဲ့မပေးခြင်းနဲ့ချစ်ချင်းမြတ်တာတွေကတော့ဘယ်ယားဒီရောက်ရောက်ဘယ်မိုးရွာရွာဘယ်တော့မှဖိုးပွင့်လာမှာမဟုတ်ပါဘူးပန်းပွင့်ရဲ့ပွင့်ပတ်လေးတွေကိုအတင်းဆွဲပြန်းတဲ့အခါပွင့်ပတ်လေးတွေကြွေးကြပျက်စီးသွားရလို့မပေးခြင်းနဲ့မြတ်တာတွေကိုအတင်းတောင်းမိတဲ့အခါမှာလဲနာကျင်မှုတွေပဲကြံ့ရစ်ခဲ့ပါလိမ့်မယ်